အားလုံးသိချင်နေကြတဲ့ One Championship ခပတ်တန်ဖိုးကရောဘယ်လောက်လဲ One Championship ရဲ့ကပတ်ချန်ပီယံခပတ်အစစ် World Title ဖေးမှာတန်ဖိုးဖြစ်မြတဲ့ဂုံတဲရမယ်ရှိသလိုကာလာတန်ဖိုးအရာလေးအလွန်မြင်များပါတယ်2022ခုနှစ်တည်းမိတ်ဆက်ခဲ့ရဲ့ကပတ်ဒီဇိုင်းတစ်ကအလေးချိန်26.4ပေါင်12ကီလိုဂရမ်ခန့်ရှိပြီးကပတ်ကိုခံပညာအဖွဲ့အစည်းများထွေတွင်အလေးဆုံးသောကပတ်တစ်ခုအဖြစ်သတ်မှတ်ထားခင်ရပါတယ်ကပတ်ကိုတဘောဝတရေအစစ်ရွှေအစစ်များဖြင့်မွမ်းမံထားပြီးအနီအောင်ကြောက်မြတ်ရတနာ9လုံးပထမများဖြင့်စီချထားပါတယ်ကပတ်အစစ်ရဲ့တန်ဖိုးအတိအကျကိုတော့တရားဝင်ကြေညာထားခြင်းမရှိပါဘူးရွှေပါဝင်မှုလက်ရမြောက်မှုတို့ကြောင့်ဒေါ်လာတောင်းချီမြန်မာငွေ300ချီထောင်ချီတန်ဖိုးရှိသည်ဟုခန့်မှန်းရပါတယ်ပရိသတ်များဝယ်ယူနိုင်သောပုံစံတူ replica ခပတ်များကတော့ဒေါ်လာ150ဝန်းကျင်များစတင်ဝယ်ယူနိုင်ပါတယ်မြန်မာစပေါ်အောင်လအန်ဆန်ကတော့ One Championship သမိုင်းမှာအောင်မြင်မှုအကြီးမားဆုံးကစားသမားများထက်ကတအုပ်ဖြစ်ပြီးတော့ကမ္ဘာချန်ပီယံခပတ်ကြီးနှစ်ခုကိုတပြိုင်တည်းပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်သူရရှိခဲ့တဲ့ခပတ်အရေးတက်ကတော့ Middle Weight ကမ္ဘာချန်ပီယံ2019ခုနှစ်ဇွန်လ30ရက်မှာရန်ကုန်တူးနာကွင်း British ရုရှားကိုအနိုင်ယူပြီးပထမအဆုံးခပတ်ကိုရရှိခဲ့ပါတယ်ဤခပတ်ကို3ချိန်တိုင်အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ် Light Heavyweight ကမ္ဘာချန်ပီယံ2018ဖေဖော်ဝါရီ23ရက်မှာ Alexander Machado ဘရာဇီးကိုအနိုင်ယူပြီးဒုတိယမြောက်ခပတ်ကိုရယူနိုင်ခဲ့ပါတယ်ဒီခပတ်ကိုတော့တစ်ကြိမ်အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်အောင်လအန်ဆန်က Middleweight နဲ့ Light Heavyweight နဲ့ဆိုတဲ့တန်းခွင့်နှစ်ခုစလုံးရဲ့ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပြီးမြန်မာနိုင်ငံအတွက်သမိုင်းဝင်ကမ္ဘာချန်ပီယံခပတ်နှစ်ခုကိုယူဆောင်ပေးနိုင်ခဲ့သူတဦးဖြစ်ပါတယ်အခုဆိုရင်လည်း One Championship သမိုင်းမှာHey of Fame ဆိုတဲ့မတ်တန်းကိုပိုင်ဆိုင်ခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာဒီလိုမျိုးဗီဒီယိုလေးတွေနောက်ထပ်အများကြီးဖန်တီးနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ပါဦးနော်